သာရှိရင်အမှန်တရားပဲလက်ရှိဘဝကိုပြောင်းပြန်မှောက်တဲ့ကံကြမ္မာကြီးရဲ့ညံများတယ်ကောက်ရိုးပုံဆောင်ခွေးလို့ပေါင်းသိန်းတွေဝမ်းပြောလဲခံပါမယ်ပေါ်တော်ကြောင်တောင်းလုပ်ပြီးအခုထိမင်းကချင်းလုပ်သေးလားမင်းနေတဲ့အချင်းပုတ်လေးများကိုတတိယလို့ချင်းချုပ်ရေးပြပြီးနှွက်ချိန်ဆိုစမလုပ်ပဲ ready ဆက်လို့ချင်းနေရေးချမုတ်ဖွက်ထားရင်လိုက်ကိုစားမှာအားရကြတဲ့အချင်းပုတ်လေးများအဲ့ချိန်တုန်းကဘွားဆိုတာဘာလဲလို့တွေးကမကြည့်ခဲ့တဖြည်းဖြည်းနဲ့ဝေးကွာသည်နဲ့ပဲတွေရောက်သွားတော့မှတွေးလာမိတယ်တင်မြဲတဲ့လောကကိုပိုင်ထားတဲ့ငါတို့ပူတုစဉ်လူသားတွေနေပြီးရင်တော့အားလုံးဝေးမှာရဖြူစင်မာရတို့တွေတန်ငယ်ချင်းပဲဘယ်လိုပူပင်စရာလဲဆိုတာတကယ်မရှိခဲ့အရင်လိုကျူရှင်စင်းငိမ့်ဆိုအိမ်ပြန်လိုက်ပုံမယ်သူငယ်တန်းကစားလို့တူတူတက်ကတူတီတော့မယ်နမိုးလေးနဲ့ကဖုန်းနဲ့ကဝတ်ပစ်ပါလေးနဲ့လွမ်းနေမိုင်းတွေထောင်ချီသွားလဲစက္ကန့်နဲ့မြမင်းကိုလွမ်းနေသက်ဆိုင်သူမဟုတ်တဲ့တန်ငယ်ချင်းလိုမျိုးမင်းကိုလွမ်းနေငါဘေးနားမှာမင်းမရှိလို့စိတ်ပူနေတာရမ်းမယ်ကိုရန်ဆိုတဲ့ level တစ်ခုပြီးတဲ့ကမဆုံးဖြစ်ခဲ့ကြပုံသွင်းခဲ့ရပြီရင်လိုမျိုးငါတို့မဆုံးဖြစ်တဲ့ခဏရန်ကုန်မြို့ကြီးတဲကနေရုံထွက်ခဲ့ပါရင်လိုမျိုးရွာမှာငါတို့လူတွေအုံပြီးကဲရမယ်တို့ကြွရောက်တဲ့ဖူးဖူးနဲ့အိမ်မြနေနုကိုပြောနေလားဗီဒီယိုကိုပြောနေကြည6နာရီဆိုမျှော်နေတာမောင်ကီဖက်လက်မိမရမဟုတ်ဘူးအဲ့ဒါညှော်နေတာနေပြန်လာမှလက်ထက်ကြမယ်ဒါကြောင့်နင်းကိုခေါ်နေတာစမ်းကြဲလိုက်တဲ့ပန်းတင်မရဲ့အဲ့လိုပြောညူစုကလှမ်းဆူနေတဲ့နှုတ်ခမ်းလေးကိုအတူတူလာနမ်းခြင်းပင်မဲ့လည်းမပြတ်နိုင်သေးဘူးအမြန်ဆုံးပြန်လာခဲ့ပါနင်ကလွတ်နောက်တယောက်မချစ်နိုင်သေးဘူးလူနည်းစုပြိတ္တရဲ့အားပေးမှုနဲ့ဆဲနေတော့လဲစိတ်မပြတ်နမိတ်ဖက်ရိတ်နဲ့ထက်တူကြတဲ့ချိုချပလိန်တစ်ခွက်သိမ့်မှန်မော်ရဆိုလို့သူမနဲ့အမှုပညာတိမ်လွားလို့ဖြူစင်လို့မဲနေတဲ့ပါဇက်တွေတိတ်ကဲဖြူစင်မာရတို့တွေတန်ငယ်ချင်းပဲဘယ်လိုပူပင်စရာရဲ့ဆိုတာတကယ်မရှိခဲ့အရင်လိုကျူရှင်စင်းငိမ့်ဆိုအိမ်ပြန်လိုက်ပုံမယ်သူငယ်တန်းကစားလို့တူတူတက်ကတူတီတော့မယ်နမိုးလေးနဲ့ကဖုန်းနဲ့ကဝတ်ပစ်ပါလေးနဲ့လွမ်းနေမိုင်းတွေတောင်ချီသွားလဲစက္ကန့်နဲ့မြမင်းကိုလွမ်းနေသက်ဆိုင်သူမဟုတ်တဲ့တန်ငယ်ချင်းလိုမျိုးမင်းကိုလွမ်းနေငါဘေးနားမှာမင်းမရှိလို့စိတ်ပူနေတာရမ်းမယ်